ဖြူဖြူတန်းတန်းနဲ့မိန်းကလေးတယောက်ရှိတယ်ပေါ့နော်သူ့ခန္ဓာကိုယ်ကနေပြီးတော့အယောင်တွေတလက်လက်တစ်ဖိတ်ဖိတ်နဲ့တောက်ပနေတာဖြစ်ပါတယ်သူ့ရဲ့အမည်လေးကတော့ Amethyst ဖြစ်ပါတယ် Amethyst လေးဟာဘယ်မှာနေတာလဲဆိုရင် Greece နိုင်ငံမှာနေတာဖြစ်ပါတယ် Greece နိုင်ငံမှာပဲအရဲ့ကြေးကျွန်နတ်တစ်ပါးလည်းရှိပါတယ်အဲ့ဒီနတ်မင်းကြီးရဲ့အမည်ကတော့ Becca လို့အမည်ရပါတယ်အဲ့ဒီဘက်ကနတ်မင်းကြီးဟာနေရောညရောအရက်သေးတာတွေတောက်စားပြီးမူးရင်နေတာပေါ့နော်အဲ့လိုမူးရင်နေတဲ့အခါမှာလူတွေကသူ့နဲ့ရှောင်တိန်လိုက်လို့ရှင်သူ့ရဲ့ခန္ဓာကိုယ်ကအရက်နဲ့နေထွက်နေတော့လူတွေကသူ့ကိုတိတ်ပြီးတော့မချင်းကပ်ကြတော့ဘူးပေါ့နော်သူ့ကိုပြစ်ပယ်ထားတာပေါ့နော်အဲ့လိုမျိုးတနေ့မှတော့အဲ့ဘက်ကနတ်မင်းကြီးဟာသူ့ကိုလူတွေကပြစ်ပယ်ထားတာဆိုတော့သူကလူတွေကိုစိတ်နာပြီးတော့သူဒီနေ့ကနေစပြီးလူတွေကိုဒုက္ခပေးတော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တာပေါ့အဲ့ဒီအချိန်မှာပဲ Amethyst မိန်းကလေးဟာသူကဝတ်စားတဲ့ဖြူစင်တဲ့ဝတ်စားတွေကိုလာပြီးတော့သူကဖះเจ้าကိုသွားတော့မယ်ဆိုပြီးတော့ထွက်လာတာအဲ့ဒီအချိန်မှာနတ်မင်းကြီးကသူ့ရဲ့မိစ္ဆာကောင်တွေကိုနဲ့အဲ့ Amethyst လေးကိုပြီးတော့လိုက်ပြီးတော့တိုက်ခိုက်တာပေါ့နော်အဲ့လိုတိုက်ခိုက်တဲ့အချိန်မှာAmethyst မင်းသမီးလေးက Diana နတ်သမီးကိုတိုင်တယ်ပြီးသူ့ကိုကူညီပါလို့အကူညီတောင်းတာအဲ့ဒီအချိန်မှာ Diana နတ်သမီးကလည်းဘက်ကနတ်မင်းကြီးအပေါ်မှာသူကလည်းနိုင်ပုံမပေါ်ပါဘူးDiana မင်းသမီးလေးကလည်းသူတက်ဆွမ်းသမျှ Amethyst လေးကိုကူညီပြီးတော့လှုပ်ပေးလိုက်တဲ့အခါမှာ Amethyst လေးကကြောက်ရွံ့ဖြစ်သွားတာပေါ့နော် Amethyst လေးကြောက်ရွံ့ဖြစ်သွားတဲ့အခါမှာဘက်ကနတ်မင်းကြီးကနောင်တတွေရပြီးငါတော့မှားသွားပြီဆိုပြီးသူကတိသွားတယ်အဲ့အချိန်မှာနောက်ဆုံးမှသူကအရက်သေးစာတွေတောက်စားခြင်းဆွတ်လွတ်ပြီးတော့သူကဘာလုပ်လိုက်လဲဆိုစပစ်ဝိုင်လေးတောက်ပြီးတော့အဲ့ဒီကြောက်ရွံ့အဖြူရောင်ပေါ်မှာအဲ့စပစ်ဝိုင်လေးသူကလောင်းချလိုက်တာအဲ့လိုလောင်းချလိုက်တဲ့အခါမှာအဲ့စပစ်ဝိုင်လေးလောင်းချလိုက်တဲ့အခါမှာခရမ်းရောင်တွေဖြစ်သွားတာအဲ့ဒါကြောင့် Amethyst ဆိုတာဂရိရောက Amethyst ကနေလာတာပေါ့နော်မရစ်မူးရစ်စေနိုင်သောအရာဆိုပြီးတော့အဓိပ္ပာယ်ရပါတယ် Amethyst ရဲ့အဓိပ္ပာယ်မြန်မာလိုတော့ခရမ်းဆွဲလို့ခေါ်ကြတာဖြစ်ပါတယ်ဒီခရမ်းဆွဲကြောင့်မြတ်ရတနာလေးဟာဖေဖော်ဝါရီလဘွားတွေရဲ့အဆောင်ကြောင့်မြတ်ရတနာတစ်ခုဖြစ်ပါတယ်ခရမ်းဆွဲရဆိုရင်ဆီလီကွန်အက်တမ်နဲ့အောက်ဆီဂျင်အက်တမ်တို့ရဲ့ဖွဲ့စည်းထားတဲ့ခရမ်းကြောင့်ရှိတဲ့တလင်းကြောက်ကလေးတွေဖြစ်ပါတယ်မာဂျင်းအစစ်မှာ9ရှိပြီးတော့တီရီလင်9နိုင်ငံဥရုဂွေစသည်နိုင်ငံတော်တော်များများမှာထွက်ရှိပါတယ်သူကမာဂျင်းစင်9ရှိတဲ့အတွက်နေ့စဉ်ကိုဖို့တင့်တော်တဲ့ကြောင့်မြေရတနာလေးလည်းဖြစ်ပါတယ်ရှင်ဒီခရမ်းဆွဲကြောင့်လေးကိုဝတ်ဆင်ထားတဲ့သူဟာဘဝလက်တွေပေါ်ကောင်းကိုရရှိစေခြင်းကံကောင်းစေခြင်းမူးရစ်မှုတွေကိုကာကွယ်ပေးခြင်းဆိုတဲ့စသည်အချက်တွေအများကြီးကိုပေးစွမ်းနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်